ဓိကတော့ဘယ်လိုဖြစ်ကျွန်တော်တို့ဒီမျိုးသားတို့ကနေရွေးဆိုတော့တိုင်းသားအခြေပြုကိုယ်စားလှယ်ဒီရွေးချက်ခံရတဲ့ပုံမှာကျွန်တော်အနေနဲ့ဘယ်သူဖြစ်ပေါ့နော်ဆရာတူကြပဲဖြစ်အန်တီတော်နန်းကြီးဖြစ်ဝမ်းမြောက်ပါတယ်ဝမ်းသာပါတယ်။အကြောင်းဆိုတော့တိုင်းသားလည်းဖြစ်တယ်အမှန်တကယ်တော့သူတို့ဒီကျွန်တော်တို့ဒီကရင်ပြည်နယ်ပေါ့သူကရင်ပြည်နယ်ဇာတိဆိုတော့ငင်းငယ်ရေးနဲ့ပတ်သက်တာတွေအကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့ယုံကြည်တယ်ခင်ဗျ။နောက်တစ်ခုပေါ့ကျွန်တော်တို့ဒီကွန်ပျူတာနဲ့လည်းနီးရလေကိုတိကနာပြီးတဲ့ကိုယ်စားလှယ်ကြီးကိုယ်စားလှယ်ကနေပြီးတော့ဒုတိယရမရရွေးချက်ခံရတဲ့အတွက်ကျွန်တော်တို့ဒီမြန်မာပြည်တနိုင်ငံလုံးနဲ့ကွာကျွန်တော်တို့ဒီကွန်ပျူတာတင်ပါကြီးပေါ့ဒီကသူ့နဲ့နီးစပ်တဲ့နေရာလေးကိုပို့ပြီးတော့ကွန်ပျူတာတဲ့အောင်ရောငင်းညအောင်ရောဆွမ်းဆောင်နိုင်မယ်လို့ကျွန်တော်တို့ပြောလိုက်တယ်ခင်ဗျဟုတ်ကဲ့ခင်ဗျအဓိကတော့ငင်းညရေးပေါ့ကျွန်တော်တို့ကငင်းညရေးကိုရန်ဖြစ်စေချင်တယ်လေတနိုင်ငံလုံးတိုင်းတာနဲ့เนาะဆိုတော့ပြည်သူ့ဟာကြီးကိုဆွမ်းဆောင်နိုင်ပါစေလို့ကျွန်တော်တို့လည်းပြောလိုက်တာပါဟုတ်ကဲ့